Infinite Recap မှာပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Defender လို့အမည်ရတဲ့ Superhero ဆန်ဆန်ဇလန်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်နေ့ဘက်မှာတော့ Arthur Poppington ဆိုတာ ACU ဆင်းစွာနေထိုင်တတ်တဲ့လူမျိုးကြီးတစ်ယောက်ပါပေမဲ့နေဝင်လို့ညရောက်တာနဲ့သူဟာ Defender ဆိုတဲ့ကိုထူကိုထိုင် Superhero ဖြစ်ပြောင်းလဲသွားပြီးမြို့တွေကဒုစရိုက်သမားတွေကိုလိုက်လံနှိမ်နင်းလေးရှိပါတယ်ဇလန်းအစမှာ Arthur ဟာ Madrakos ဆိုသူကိုကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ခဲ့မှုကြောင့်စိတ်ကျန်းမာရေးဆရာဝန်မ Alan Park နဲ့တွေ့ဆုံပြီးစိတ်သက်စစ်ဆေးမှုခံယူနေရပါတယ် Arthur ကတော့သူဟာ Superhero ဆန်ဆန်တစ်ခုခုအတွက်စစ်ဆေးခံနေရတယ်လို့ထင်နေပေမဲ့ဆရာဝန်မကတော့သူ့ရဲ့စိတ်ပုံမှန်ဟုတ်မဟုတ်စစ်ဆေးနေတာပါ Arthur ကအစပိုင်းမှာညှင်းဆန်နေပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့စက်ကြောင်းကိုစတင်ပြောပြခဲ့ပါတယ် Arthur ဟာမြို့ထဲမှာအမိုက်လိုက်ရှင်းရင်မကောင်းမှုတွေကိုလိုက်ရှာနေစဉ်မှာပဲ Chuck Downey ဆိုတဲ့လက်စားတဲ့ရဲတယောက်က Katarina Dracula ဆိုတဲ့မိန်းကလေးကိုအနိုင်ကျင့်နေတာကိုတွေ့သွားပါတယ် Katarina ဟာဖခင်ဖြစ်သူ Dracula နဲ့အဆင်မပြေလို့အိမ်ကထွက်ပြေးလာပြီးလမ်းဘေးမှာနေလွင့်နေသူပါ Arthur ရဲ့စိတ်ထဲမှာတော့သူ့အမေတည်ဆုံမှုနောက်ွယ်မှာရှိနေတယ်လို့ယူဆထားတဲ့ Captain Industry ဆိုတဲ့ဒုစရိုက်ခေါင်းဆောင်ကိုနှစ်ပေါင်းများစွာလိုက်ရှာနေတာပါ Chuck Downey ကိုဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းပေမဲ့ Downey ကသူ့ကိုလောင်ပြောင်ခဲ့တာကြောင့် Arthur က Katarina ကိုထွက်ပြေးခိုင်းပြီး Downey ကိုဒေါသတကြီးရိုက်နှက်ခဲ့ပါတယ်ဒီဖြစ်စဉ်အပြီးမှာ Arthur ဟာဆိုင်တစ်ဆိုင်မှာအစားအသောက်ဝင်စားနေစဉ်ရဲတွေရဲ့ဝိုင်းဝန်းဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ရဲစခန်းရောက်တော့ရဲရရှိ Roger က Downey ကိုတိုက်ခိုက်ခဲ့တဲ့ရှေးဟောင်းလက်နက် Trench Club အကြောင်းမေးမြန်းတဲ့အခါ Roger ကဒါဟာသူ့ဘိုးစီကရခဲ့တဲ့ပစ္စည်းဖြစ်ကြောင်းနဲ့ဥပဒေချိုးဖောက်တဲ့ရဲဆိုတာရဲတစိတ်တက်ထားတဲ့လူမိုက်ပဲလို့စိန်ခေါ်စကားပြောခဲ့ပါတယ်နောက်ပိုင်းမှာ Roger ဟာသူ့ရဲ့လက်နက်ကိုပါနှက်စွာပြန်လည်လူယူပြီးရဲစခန်းထဲကနေထွက်ပြေးလို့မြောက်သွားခဲ့ပါတယ်ဒုစရိုက်လောကထဲမှာတော့ Downey တို့နဲ့ပြန်လည်ရင်ဆိုင်ရချိန်မှာ Roger ဟာဝက်ရနံ့ပါတဲ့လက်ချက်အိုးနဲ့ပြစ်ပေါက်ထွက်ပြေးခဲ့ပေမဲ့နောက်ဆုံးမှာ Downey ရဲ့လူမိုက်တွေရဲ့ဝိုင်းဝန်းရိုက်နှက်ခြင်းကိုခံခဲ့ရပါတယ်ဒဏ်ရာရထားတဲ့သူ့ကို Katarina ကကူညီပြီး Arthur ရဲ့အိမ်အလုပ်ရုံဟောင်းစီခေါ်ဆောင်သွားခဲ့ပါတယ် Katarina ဟာ Arthur ရဲ့POU ယူနေပုံကိုမင်းညမ်းတဲ့အခါ Arthur က Arthur ဖြစ်နေရတာထက် Defender ဖြစ်နေရတာကပိုကောင်းလို့ယူသားစွာပြန်ဖြေခဲ့ပါတယ် Katarina ရဲ့ကူညီမှုနဲ့ Arthur ဟာ Captain Industry ဆိုတာတကယ်တော့မူရစ်ကိုင်းစတာ Raven Christic ဖြစ်နိုင်တယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ် Arthur ဟာDowney ကိုဖမ်းဆီးနှိပ်စက်ပြီးရခဲ့တဲ့လိပ်စာအတိုင်း Christie ရဲ့စခန်းထဲခိုးဝင်ကသူတို့ရဲ့မကောင်းမှုဗီဒီယိုထောက်ထားများကိုခိုးယူရိုက်ကူးခဲ့ပါတယ်ဒီအထောက်ထားတွေကိုရဲအရာရှိ Roger စီသွားပေးခဲ့ပေမဲ့ Roger က Downey တို့ကိုအကာအကွယ်ပေးချင်တာကြောင့်ညှင်းပယ်ခဲ့ပါတယ်နောက်ပိုင်းမှာ Katarina နဲ့ Arthur တို့လမ်းမှာ Katarina ရဲ့ဖခင် Dracula နဲ့မမျှော်လင့်ပဲဆုံတွေ့ခဲ့ပါတယ် Dracula ဟာ Katarina ကိုအနိုင်ကျင့်စော်ကားခဲ့မှုတဲ့သူဖြစ်တာကြောင့် Arthur က Katarina အတွက်လက်စားချေပေးခြင်းစိတ်တွေပေါက်ကွဲသွားခဲ့ပါတယ် Arthur ဟာမဆိုင်မတွာပဲ Dracula ရဲ့ဆိုင်ထဲဝင်ကသူ့ကိုခန္ဓာကားနဲ့တိုက်အမိုက်ပုံးနဲ့ပစ်ထည့်ခဲ့တာကြောင့်ရဲတွေရဲ့ဖမ်းဆီးခြင်းကိုနောက်တစ်ကြိမ်ခံလိုက်ရတာပါတရားရုံးမှာ Arthur ကရှေ့နေမယူခဲ့ပဲသူ့ရဲ့အလုပ်ရှင်လည်းဖြစ်မိတ်ဆွေကောင်းလည်းဖြစ်တဲ့ဖော်ကဝင်ရောက်ကူညီခဲ့ပါတယ်စိတ်ကျန်းမာရေးစစ်ဆေးမှုအပြီးမှာ Dolan က Arthur ဟာစိတ်ကြယောဂနဲ့စိတ်ကူးရင်လုံးကဲယောဂတွေခံစားနေရကြောင်းတရားသူကြီးကိုတင်ပြခဲ့တာကြောင့်တရားသူကြီးက Arthur ကိုမထောင်ချပဲဖော်နဲ့အတူနေထိုင်စေက Defender ဖြစ်လှုပ်ဆောင်ခြင်းကိုအပြီးတိုင်ဆွတ်လွတ်ခိုင်းခဲ့ပါတယ်ပုံအောင်နေတဲ့ Katarina ကို Christie တို့အဖွဲ့ကပြန်လည်ဖမ်းဆီးခဲ့ပြီး Arthur ကိုရဲတွေစီသတင်းမပေးဖို့ချိန်ချောက်ခဲ့ပါတယ်သို့တော့ Katarina ဟာDowney ထံမှတနက်ကိုပါနက်စွာလူယူက Downey ကိုပစ်ခတ်ပြီးထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ် Katarina နဲ့ပြန်ဆုံချိန်မှာ Roger ဟာ Defender Persona ကိုမစွန့်လွတ်နိုင်ပဲ Christie တို့ရဲ့လက်နက်နဲ့လူမောင်ခုတ်ကူးမဲ့သတင်းကိုရဲအရာရှိ Roger စီတွားရောက်အသိပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ Arthur ဟာဘာလက်နက်မှမပါပဲ Christie တို့ရဲ့ဒုစရိုက်ခိုင်းစီထိဖြတ်ဖို့ရဲရင်စွာထွက်ခွာသွားခဲ့ပါတယ်ရဲတွေမရောက်လာမီမှာပဲ Arthur ဟာ Christie ရဲ့ပြစ်ခတ်မှုကြောင့်ကြာဆုံးသွားခဲ့ရပါတယ်ဇလန်းရဲ့အဆုံးသတ်မှာတော့ Danny နဲ့ Christie တို့ဟာထောင်ဒဏ်ကျခံခဲ့ရပြီး Katarina ဟာလည်းစာရေးဆရာမတစ်ယောက်ဖြစ်လာခဲ့ပါတယ် Arthur ကတော့သူ့ရဲ့ Superhero ရည်မှန်းချက်အတွက်တက်ပေးသွားခဲ့ရပေမဲ့မြို့သူမြို့သားတွေနဲ့ဘော်တို့ရဲ့ရင်ထဲမှာတော့အမှန်တရားအတွက်မစုံမနစ်ကြိုးစားခဲ့တဲ့ Superhero စစ်ဖြစ်ကြံရစ်ခဲ့ရပါတော့တယ်